Hi တာတာမမီတို့မင်္ဂလာပါဒီနေ့ဒီ channel အတူမြန်မာစကားနဲ့လေ့လာကြည့်ရအောင်ခုပုံလေးထဲမှာဘာတွေတွေ့ရလဲမှာဦးလေးတယောက်ရဲ့သူကတစ်တွေထမ်းလာတယ်ထဲထဲမှာဘူးသေးတွေပါတယ်ခရမ်းသေးတွေပါတယ်တောထဲကနေပြန်လာတယ်ဟုတ်ပါပြီအဲဆိုရင်ဒီဘက်ကစာလေးကိုကြည့်အောင်ပထမဦးဆုံးပထမစာကြောင်းလေးကိုဖတ်ကြည့်မယ်အခါမှာတာတာသမီးတို့ကကိုကြိုက်တယ်လို့ဖတ်လို့ရပါတယ်ဒီချေကတော့အတန်အတွက်နဲ့ဖတ်ပြပါမယ်အခေကဦးတွေတို့လာဖို့ဆိုနှလုံးပေါက်လေးဦးလေးဘိုက်ချပါဦးလေးပါထမတ်တဲ့ဖို့ဆိုနှလုံးပေါက်ထန်းဦးလေးပါထန်းလိုက်ချလာဦးလေးပါထန်းလာတဦးလေးပါထန်းလာတလာနောက်ပြလေဦးလေးပါထန်းလာတယ်လေအဲ့ဒီပထမစာကြောင်းဖတ်တတ်ပြီဆိုရင်နောက်ဒုတိယစာကြောင်းသွားပါမယ်ဘာနှစ်ချောင်းရင်ဥစံနှလုံးပေါက်ဘူးတာလုံးကြီးတဲ့ဆက်ကဥစံနှလုံးပေါက်တီဘူးတီခဘူးတီခရမတ်တဲ့ဥစံနှလုံးပေါက်ရန်ဘူးတီခရန်တာလုံးကြီးတဲ့ဆက်ကဥစံနှလုံးပေါက်တီဘူးတီခရန်တီပိုက်ချပါဘူးတီခရန်တီပါခရဤဘူးတီခရန်တီပါဤတတိယစာကြောင်းဖတ်မယ်ဒုတိယစာကြောင်းရသွားပြီဆိုရင်တတိယစာကြောင်းဖတ်ပြမယ်ဒီထိုတာရက်တော့လာမတ်တဲ့ဝစွနှလုံးပေါက်လန်ဒေါ်လန်ကဒေါ်လန်ကလိုက်ချလာဒေါ်လန်ကလာခနောက်ပြအကမြခဲဒေါ်လန်ကလာခဲ့တာရက်တီဒေါ်လန်ကလာခဲ့တီဟုတ်ပြီတတိယစာကြောင်းဖတ်တတ်သွားပြီဆိုရင်စတုတ္ထစာကြောင်း၄ကြောင်းမြောက်ကိုဖတ်မယ်မတွေ့တို့မအကြောင်းမောမမောပါနေတဲ့ဝစနှလုံးပေါက်ပန်းမမောပန်းပါချပါမမောပန်းပါဆိုရင်ဒီချိန်နဲ့တူ၄ကြောင်းလုံးကိုတူဆိုကြည့်မယ်ဦးလေးပါထန်းလာတယ်လေဘူးတီခရမ်းတီပါဤဒေါ်လန်ကလာခဲ့သည်မမောပန်းပါဟုတ်ပြီဒါကိုကြည်ကြည်နဲ့ဖတ်တတ်သွားပြီဆိုရင်ဒီဒီကန်လေးလုပ်ကြည့်ကြအောင်အခုဒီချက်နဲ့တူလေ့ကျင့်ခန်းလေးလုပ်ကြည့်ကြမယ်ရွေးချယ်ပါမှန်ကန်သောစကားလုံးကိုနှိပ်၍ရွေးချယ်ပါနံပါတ်1ဦးလေးပါထန်းလာတယ်လေထားနဲ့ဝစနှလုံးပေါက်လားထားမတ်တဲ့ဝစနှလုံးပေါက်လားထားမတ်တဲ့နံပါတ်ဘူးတီခရမ်းခရမတ်တဲ့ဝစနှလုံးပေါက်ရန်ခရမ်းဒေါ်လာလာမတ်တဲ့ဝစနှလုံးပေါက်လားလာမတ်တဲ့ဝစနှလုံးပေါက်လားလာမတ်တဲ့ဝစနှလုံးပေါက်မောပန်းပါနေတဲ့ဝစနှလုံးပေါက်ပန်းဖြည့်စစ်ကြည့်မယ်မှန်ပါတယ်ခေါင်းမှန်ပါတယ်တော့ပါတယ်ဒါတို့သမီးတို့ရှင်းတဲ့တူလိုက်ပြီးတော့လေ့ကျင့်ခန်းလေးလုပ်ပြီးလို့ကျေးဇူးတင်ပါတယ်